ဧရာဝတီတိုင်းဒေသကြီးပသိမ်ခရိုင်တာပေါင်းမြို့နယ်တွင်နိုင်ငံတော်အစိုးရ၏ရက်တရာစီမံချက်အရဆောင်ရွက်သည့်2026-2029ဘဏ္ဍာရေးနှစ်2026မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကိုမေလ19ရက်နေ့နနက်10:00နာရီအချိန်ကလှေကြီးတဲ့ကျေးရွာအုပ်စုရှိတောင်သူများအားမြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မြို့နယ်ဘဏ်ခွဲရုံး၌ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာမြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မြို့နယ်ဘဏ်ခွဲမန်နေဂျာဦးစင်မင်းတိုက်ကစိုက်ပျိုးစရိတ်ချေးငွေအားအမှန်တကယ်ထိရောက်စွာစိုက်ပျိုးရေးလုပ်ငန်းများတွင်သာအကျိုးရှိသုံးစွဲကြပြီးစိုက်ပျိုးဧကများအတိုင်းပြည့်မီစွာစိုက်ပျိုးကြစေလိုကြောင်းချေးငွေပြန်လည်ပေးဆက်ရာတွင်လိုက်နာရမည့်စည်းကမ်းချက်များအားရှင်းလင်းပြောကြားပြီးလှေကြီးတဲ့ကျေးရွာအုပ်စုရှိတောင်သူ96ဦးလယ်မြေဧက961ဧကအတွက်ချေးငွေ168.3 သန်းထုတ်ချေးပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။တာပေါင်းမြို့နယ်တွင်2026-2029ဘဏ္ဍာရေးနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို1ဧက3သိန်းကျပ်နှုန်းဖြင့်12ရက်5လ2026ရက်နေ့မှစတင်ထုတ်ချေးပေးလျက်ရှိရာကျေးရွာအုပ်စု3စုရှိတောင်သူ389ဦးစိုက်ပျိုးမြေဧက2669ဧကအတွက်ထုတ်ချေးငွေ800.8 သန်းထုတ်ချေးပေးထားပြီးဖြစ်ကြောင်းနှင့်တာပေါင်းမြို့နယ်တွင်ကျေးရွာအုပ်စု58အုပ်စုရှိတောင်သူ9983ဦးကျော်တို့၏လယ်မြေဧက3900ခန့်အတွက်ကျပ်သန်း11900ကို2026-2029ဘဏ္ဍာရေးနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေရထားဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းမြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မြို့နယ်ဘဏ်ခွဲမန်နေဂျာဦးစင်မင်းတိုက်ထံမှသိရှိရပါတယ်ခင်ဗျာဒီသတင်းကိုတာပေါင်းမြို့နယ်ပြန်ဆက်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ